သူကသူအေးချမ်းချမ်းနေတဲ့အဖိုးကြီးကိုအခုဘာတွေပြောလဲဆိုတော့ဟာတန်းရွှေကြီးလောက်အကုသိုလ်တွေများပြီးတော့ဘာလို့တလောက်တက်ရှင်နေလဲမနေ့ကပို့တစ်ခုတွေ့ရတယ်အဲ့လိုဘာသာမဲ့ကံကြီးချိုကမ္မဝါဒီကမ္မတရညံနေပြက်စီးအောင်လို့အင်တယ်ဒီရဲ့ရုံမာတဲ့ခြေယုံမှုတွေနဲ့လူငယ်တွေကိုစိတ်တောက်ကျွေးပြီးတော့ဘာသာမဲ့တွေဖြစ်အောင်အခုလုပ်ထားတယ်အဲ့တော့ဒါနဲ့ချိန်ခံကြီးကျွန်တော်ရှင်းပြမယ်ဦးတန်းရွှေအနေနဲ့ကဲခိုးတယ်တို့တရားဇာတတို့ထားပါတော့အခုလက်ရှိလက်လက်မော်ဖြိုးပင်တိတ်အေးဆန်ဒေါ်စုကင်းလာကဲဝန်ကြီးတွေနီလာကျော်တို့နှစ်ရက်တဲ့ဘိုင်းနဲ့ဘယ်တော့ခိုးလဲစိကရင်ရှိပေးမယ်ဒါပေမဲ့ဦးတန်းရွှေခိုးပုံခိုးနေရတရားကြီးတွေဖြစ်သွားတယ်ဟိုတော့တရားကြီးတိုင်းနဲ့ကျွန်တော်တို့နဲ့ဆက်သွယ်တာနှစ်ရက်သုံးရက်ခရီးနေချင်းပေါက်တယ်အဲ့ဒါဦးတန်းရွှေခိုးတဲ့အကျိုးကျေးဇူးပဲပန်းတရာဘောလမြိုင်တန်လွင်တရာဟမ်ဦးတန်းရွှေခိုးတဲ့ကျေးဇူးကြောင့်ငြိမ်းချမ်းရေးလမ်းစာတွေပွင့်ခဲ့တယ်ဗိုလ်ချုပ်ခင်ညိုးရဲ့ရုံးမှာရက်ဆက်မှုကြောင့်ဒီနေ့6နိုင်ဂိတ်တွေကတညလုံးသွားလို့ရခဲ့တယ်ကောင်းတာတွေပြန်မကြည့်တော့ဘူးလားလူတယောက်ကအပြစ်သက်သက်ပဲသွားနေတာဟစ်တလာတောင်မှရှာကြည့်မယ်ဆိုကောင်းကွက်တွေသူ့နိုင်ငံအတွက်အများကြီးရှိလိမ့်မယ်ဟမ်ဆရာဦးစိန်သူ့နိုင်ငံအတွက်သူ့ဘာသာအတွက်ကောင်းကွက်တွေတော့အများကြီးရှိလိမ့်မယ်အလုံးစုံဖြစ်သုံးရင်းနဲ့ဦးတန်းရွှေကြီးကဘာဖြစ်တယ်ညာဖြစ်တယ်နောက်ဘာတွေရုံးมาလာလဲဦးတန်းရွှေတားသမီးတွေကိုစိန်ရှိသောလက်ထပ်ပွဲတို့ဘာတို့ညာတို့ဒီစင်နဲ့ဒီစင်ကတော့စိတ်တွေးတော်မှာအပိုင်သိမ်းလို့ရတဲ့လူတွေရဲ့မိသားစုတွေဘာတွေရှောက်လို့တာလဲဘယ်သူကကင်းလို့လဲစိကရင်စီပေးမှာပဲတို့ပေမဲ့စေတနာဦးတန်းရွှေရဲ့ကျေးဇူးကြောင့်ဒီနိုင်ငံတလောက်တိလူမွေးလူတော်ပြောင်းခဲ့တာဆာရှင်တွေအမျိုးမျိုးပိတ်ဆို့မှုတွေအမျိုးမျိုးတရှိုးတကန်နေနဲ့အတွင်းဖောက်စားအပြင်းဖောက်စားလှုပ်ရှင်တိုင်းတွေလှုပ်တဲ့ဒဏ်ထဲမှာကြမ်းကြမ်းခံပြီးတော့ကိုကြမှာကိုဖန်တီးပြီးတော့တိုင်းပြည်ကိုအဲ့ဒီခိုးတဲ့ကြားတွေကသရားကြီးတွေစောက်ဖေးခဲ့တာနည်းနည်းလေးမှကျေးဇူးမတင်ဘူးလားကောင်းဘက်မရှိတော့ဘူးလားမင်းတို့ကစစ်ဗိုလ်ချုပ်မှန်သမျှတခိုးကြီးပဲဘာတရားထဲမှာလှုပ်လိုက်သေးတယ်ဗိုလ်ချုပ်တွေတိုက်ဆောက်ရဲဘော်တွေဂျိုင်းတော့ပြည်သူတွေဘိုက်မောက်တယ်မင်းတို့တိုင်းသားလက်နက်ကိုင်နယ်မြေကခေါင်းဆောင်တွေကြည့်လိုက်ပါဦးဘလို့နေနေလဲအဲ့ဒါမင်းတို့မပြောဘူးလားတာမန်ရဲဘော်တွေပြတ်တွေကျိုးနေတာတွေအဲ့ဒီနယ်မြေထဲမှာမင်းတို့မသိလို့အများကြီးဒေသခံတွေသူတို့ထိန်းချုပ်နယ်မြေကပြည်သူတွေမရကြီးပြတ်နေတာထမင်းငတ်နေတာအဲ့ဒါကြတော့မင်းတို့မပြောတော့ဟာတယံဇာတတွေကဒီအာနာရှင်ကြောင့်ပြုံးနေတယ်ဒါဆိုရင်ကျိုးသားတွေကိုပကားလို့ပုံပြီးတော့နေဆက်ဒေသတွေမှာတစ်တွေပိုးစိုးပတ်သက်ထုတ်နေတဲ့အဲ့ဒီလက်နက်ကိုင်တောင်းကျမ်းသူတွေရဲ့လောက်ရက်တွေမင်းတို့မပြောတော့ဘူးလားဘာလဲကွာမင်းတို့နိုင်ငံကြီးကမ္ဘာတော်ကလည်းဒါကိုသေချာစဉ်းစားပေးပါပြည်သူတွေကတစ်ဖက်တက်မိုက်တိုက်ခံနေရတယ်ဒီဆက်အာနာရှင်ကြောင့်တယံဇာတတွေပြတ်သုံးတယ်လို့ KIA ကြောင့်ကြောက်စိမ်းတွေရွှေတွေတတ်တုတွေ KNU ကြောင့်ကျွန်းသစ်တွေတတ်တုတွေနိုင်ငံတော်ရဲ့လေယာစက်မှုလေယာမဖွင့်ပြိုးခင်မှာအားတကိုးနေရတဲ့နွားတွေကျွဲတွေဘယ်လိုယိုရွေးနေတာလဲစစ်ဆိုးရတစ်ခုတည်းကြောက်လားအာနာရှင်တယောက်တည်းကြောက်လားတတော်တွေပြုံးပြီးတယ်တဲ့အာနာရှင်ကြောက်ပဲမင်းတို့တိုင်းရင်းသားဒေသခံတွေရောလက်နက်ကင်တွေရောရွှေ့ပြောင်းတောင်ရတရားမဝင်နိုင်ငံသားကိုတစ်တစ်ထုတ်လက်နဲ့လဲဒါတွေကြတော့ဘယ်သူမှအပြစ်မပြောဘူးလားအဲ့ဒီဒဏ်ကြီးကငါတို့မျိုးဆက်တိအခုကာချုပ်တိဘာလို့လာကြီးပတ်သက်ရတာလဲမိုင်တဲလောက်ပြပြောတယ်နော်ဘယ်သူကဘာဖြစ်တယ်ဒီလိုပဲမြင်နေမယ်ဆိုရင်မင်းတို့တောင်မှ2ရက်နဲ့တပိုင်း NLD ပါတီစစ်မဟုတ်ဘဲနဲ့ဗိုလ်ချုပ်စစ်မောင်လက်ထက်မှာရဲဒေသမှာလမ်းကန်ဆိုင်ယူပြီးချမ်းသာလာပြီးပစ္စတိုခါချိတ်ထားတဲ့လူက NLD အမတ်ဖြစ်ခါမှဘာလဲစစ်တပ်မကောင်းတော့ဘူးလားမကောင်းတော့ဘူးလားစစ်တပ်အတောက်နဲ့ဗိုလ်ချုပ်စစ်မောင်တာမတည်ရင်ဟဲ့ကောင်ထဟန်ဆိုပြီးတော့ချီမားတဲ့ကလော်ထုတ်ရင်လေချောင်းကအတောက်လိုက်ထွက်မဲ့လူပါစစ်တပ်မကောင်းကြောင်း NLD မှ NLD သူကြည့်တော့ဟိုတော့ကတကက်အဲ့ဒီစစ်ဗိုလ်ချုပ်ကိုခွင့်ရေးယူပြီးတော့လှုပ်ရှားသွားတဲ့လူအများကြီးတာမျိုးတွေအေးဒါကိုတခေါ်မှငကိုတွေက NLD ကမသိဘူးလား
ဘာလို့ဝင်ချုပ်ဖြစ်လဲခိုးတတ်တာကိုခိုးပေးနိုင်တာကိုဟာကျော်မျိုးမင်းတို့လက်ရှိပါတီဥက္ကဋ္ဌတာဝန်လောက်တဲ့ဘီလင်းမျိုးနယ်မှာအပုတ်တွေအများကြီးမိမိချီးပုံဖွားထိုင်တာသူဘာမှမဟုတ်ဘူးသူ့အကုန်နဲ့ငါနဲ့မှတပိတ်မောက်ဖက်တယ်ဟာအဲ့တော့ကိုချင်းမစားလားလွတ်တော်ထဲရောက်သွားတယ်ဟိုဆယ်တန်းအောင်ပြီးတော့စစ်ဖို့ဖြစ်လာတဲ့လူကလူခွင့်ရည်ဆုံးရှုံးတာမှရှေ့တန်းမှာနေပွတ်ချွန်းနေနေရတာတပွင့်ရနေတပွင့်ကြားတပွင့်ရနေတပွင့်ကြားသူတို့ဘဝတစ်လျှောက်လုံးလူတော်ထဲမှာဘာနေရလို့ဟမ်ဒီအစေကျောင်းဆင်းပြီးဒုဖို့အိမ်ဆယ်ရက်ပြည့်အောင်များကောင်းကောင်းမွန်နေရလို့လားပြန်စဉ်းစားကြည့်အဲ့တော့ဒီလူတွေကစစ်တိုက်ဖို့နဲ့နိုင်ငံတော်ကာကွယ်ဖို့နဲ့တစ်တစ်လျောက်ပတ်တဲ့အုပ်ချုပ်မှုနိုင်ငံရေးတွေအမြင်ဘာတွေရှိထားအောင်မှာသူတို့ခင်ဗျာမြောက်ရီရုပ်တံလောက်နဲ့နှစ်ပါးသွားနေရတာအဲ့တော့မင်းတို့ကလိုက်ပြီးကြီးကြီးကျယ်ကျယ်တွေစာအုပ်တွေကဖတ်ထားတဲ့ဟာလူခွင့်ရေးတို့ဒီမိုကရေစီတို့ဟာဘာတွေညတွေအဝိဇ္ဇာတွင်တွင်နေနဲ့ဒီဘိတ်တွေလှုပ်လိုက်ဟိုမှာអော်လိုက်ဒီမှာអော်လိုက်အဲ့လိုကောင်မျိုးတခိုးချဘိုးတွေကဟိုမှာသူ့ဘာသူ့ရဲ့တက်မွေးဝမ်းကြောင်းအတွက်စစ်ဖို့ဖြစ်လာတဲ့ကလေးလေးကစပြီးတော့တပွင့်ချင်းတက်လာတဲ့ဘဝခီးတစ်လျှောက်မှာတချို့ကောင်တွေရီးစားအောင်ထားဘူးမှမဟုတ်ဘူးငါအမြဲပြောနေတဲ့တာရေးနာရေးတောသားစစ်ဖို့တွေဆိုရင်လူပြောသေးတော့မလိုက်ဘူးကြအောင်အဲ့တော့ဆက်ဆက်မှုတွေအားနေနေတယ်စစ်သားလို့နေအဝိဇ္ဇာတွေနဲ့တော်ကီတွေဖြစ်ပြီးတော့ပြည်သူကိုရုပ်ပြကောင်းကောင်းနဲ့ပင်နေဝတ်ပြီးလိန်စားတဲ့သူတွေကလွတ်တော်ထဲရောက်တော့တွားပြီးပခုံးချင်းတိုက်တယ်ငါဆိုပါဆွဲရိုက်တယ်ဟမ်မနေ့တည်းကမှဖုတ်ခါပြီးရှေ့နေလို့အမှုပွဲသားလို့မမခိုင်လို့ကောင်မကတပ်မတော်ကဗိုလ်မှူးချုပ်ဆင်းလောက်ကိုလွတ်တော်ထဲမှာတန်းသွားတိုက်တာငါဆိုပါရိုက်လွတ်တယ်မမခိုင်ဆောက်ချောင်းတော်မှမသိဘူးလားဒေါက်တာပြုံးချွေကြီးကိုဂျောင်ထိုးပြီးတော့မမခိုင်ဘယ်နှုတ်ကနေဘယ်လောက်ကနေပြီးတော့အဲ့ဒီ NLD အမတ်ဖြစ်ပြီးတော့လွတ်တော်ဥက္ကဋ္ဌဖြစ်လာတယ်ဟုတ်ပါဘူးမြို့နယ်ဥက္ကဋ္ဌဖြစ်တာလေမမခိုင်ကြောင့်တရားရုံးကမသိဘူးလားအမှုပွဲစားတွေမသိဘူးလားစိတ်ချိုးမရမ်းကောင်ကလောလောလတ်လတ်မောင်စောတို့ဟမ်ဟန်ရင်တို့မသိဘူးလားမမခိုင်ပါလဲလို့မသိကြဘူးလားဒီလိုအပုပ်နဲ့နေနဲ့အဲ့လိုကောင်မျိုးတွေကသူများကိုလက်ညှိုးထိုးပြီးတော့စစ်တပ်ကဘာဖြစ်တယ်ညာဖြစ်တယ်မင်းလက်ခုစာလောက်စီးနိုင်တဲ့စစ်ဘုံငါ့ကိုပြပေးမတူးလောက်အသက်စီးနိုင်တဲ့စစ်ဘုံဟိုတာဖစ်လောက်လေးချင်းငုတ်ပြီးတော့သူတို့မိဘတွေဟိုစုဒီစုတွေနဲ့စစ်ဘုံတွေဟိုတာဖစ်လောက်စီးနိုင်တာကြောင်းလောက်စီးနိုင်တာကိုလာပြီးလက်ညှိုးမထိုးနဲ့စစ်တပ်ကဗိုလ်ချုပ်စစ်စီးနေကငါတော့မစီးဘူးချမ်းလို့ဟိုဘီကိုကြီးတွေဘယ်ကလာမှန်းမသိဘူးအဲ့ဒါကြီးတွေစစ်ရုံဆေးမှုတ်ပြီးတော့အဲ့ဒီအချိန်မှာမင်းတို့တိုင်းရင်းသားခေါင်းဆောင်တွေဘာကားတွေစီးနေလဲဟမ်မင်းတို့အင်းနယ်တွေကစဉ်းစားကြည့်ပေါ့9နှစ်လောက်ဖုတ်လူပြလူနဲ့စိတ်လက်စီလို့နေရာကနေစိတ်ရဝါလှုပ်ရှားလာတဲ့ကောင်တွေတောင်မှဒီလိုနေမယ်ဆိုရင်တယောက်လာလဲစစ်တပ်ကခိုးတယ်တို့တိုင်းပြည်တရားစာတာဘာဖြစ်တယ်တို့ဘယ်တော့မှအုံနောက်ဒါဟမ်ကဲနောက်ပြီးတော့ပြောအောင်မယ်အဲ့ဒီစစ်သားတွေကမဝရေစာရိတ်ခါနေကွာစစ်စေးလိုက်ခုတဲ့ကောင်တိုင်းသိတယ်ဒါမနေ့ကလည်းပြောတယ်ရိတ်ခါကိုဘယ်တော့မှပူစားပါမပါဘူးဆန့်စားပါငါတို့လည်းကြုံခဲ့ရတယ်ရပန်ရခါဒီမြင်ငပိနဲ့ငရုတ်ကြီးကြောက်တောင်မှနှစ်ပတ်စာကိုတလဆန့်စားတို့ပြီးတော့ဘယ်တော့မှချက်ပါလို့မပြောဘူးစားချက်လှုပ်ရှားချက်ချောင်းမှာစားချက်စားလဲစားချက်လဲချက်ဒီအပေးစိတ်စားပြီးတော့ကွာနိုင်ငံတော်ကာကွယ်နေတာကွန်ပတ်ပေါ့နောက်တန်းမှာပြဿနာမရှိဘူးဂျန်ကဟက်တော်စီ2လလောက်စီခွာတွေပြုတ်ကုန်ပြီခြေအိတ်တွေပုတ်စော်နေပြီနောက်ကတက်ထောက်ကဘာမှမလာဘူးအဲ့တော့ခြေတန်းမှာတကယ်နေကြတဲ့စစ်သားတွေမှန်သမျှနှခမ်းမွေးတွေမုတ်စိတ်မွေးတွေသပင်ရှည်တွေပါတိတ်အင်ကြီးတွေဂျင်းပေါင်းမီတွေနဲ့မင်းတို့မတွေ့ဘူးဘာစစ်တပ်ဘလောက်ချွေတာလဲသိလားဟာမင်းတို့ဘုံချင်းတွေရှောက်ပြောနေအဲ့ဒီချင်းနေတယ်ဘလောက်ကုန်ကြတတ်တာလဲအဲ့တော့မင်းတို့ကမသိရင်ပဲဗိုလ်ချုပ်မူကြီးကဘလောက်ချမ်းသာနေပြီတို့ဦးတန်းရွှေကဘလို့တို့အဲ့ဒါတွေအခုနိုင်ငံဘေးရန်တွေကြုံတဲ့အခါမှာထွက်လာပြီတွေ့လား
မင်းတို့စောက်လုံးနေချွန်